မင်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိပ်တန်းသတင်းတွေကိုတင်ဆက်ပေးပါမယ်စစ်ကောင်းဆောင်ရဲ့နေအိမ်မှာဘန်ကာများတိုးချဲ့ဆောင်လုပ်ထားပြီးနေပြီးတော့မှအထူးခံစစ်ပြင်ဆင်နေတဲ့အကြောင်းတင်ဆက်ပေးပါမယ်စစ်ကောင်စီရုံးဆိုင်ရာနေပြီးတော့မှအထူးခံစစ်ပြင်ဆင်နေပြီးစစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ရဲ့နေအိမ်မှာပါလုံခြုံရေးတိုးမြင့်ကဘန်ကာများပါဆောင်လုပ်ထားကြောင်းသိရပါတယ်စစ်ကောင်းဆောင်ရဲ့နေအိမ်မှာဘန်ကာ9လုံးအခိုင်အမာဆောင်လုပ်ပြီးစီနေပြီးစင်ရုံးချုပ်အနီးမှာပါလက်နက်ကြီးတန်ချက်ကရင်များပါတိုးချဲ့ပြီးခံစစ်အတွက်အထူးပြင်ဆင်လျက်ရှိကြောင်းသိရပါတယ်အရင်ကစစ်ကောင်ဆောင်အိမ်မှာလုံခြုံရေးတန်ရင်တပ်ဖွဲ့ပဲရှိတာအခုကဘန်ကာတွေပါစောက်ထားတဲ့သူ့အိမ်ပတ်ချလဲမှာပဲဘန်ကာတွေစောက်ထားတာသူ့ကိုပြန်ဝမ်းတိုက်မှာဆိုလို့ထင်တယ်လို့တပ်တွင်းသတင်းတွေကိုစုံစမ်းဖော်ပြနေတဲ့စီရီယန်စစ်သားဗိုလ်ကြီးစင်ရောကပြောပါတယ်ရခိုင်ကစစ်ကောင်းဆောင်ရဲ့နေအိမ်အတွက်လုံခြုံရေးတန်ရင်တစ်ခုသာထားရှိထားပြီးအခုနေအိမ်ပတ်လည်မှာဘန်ကာများကိုပါဆောက်လုပ်ပြီးလုံခြုံရေးတိုးမြင့်အင်အားတိုးချဲ့ထားကြောင်းသိရပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းတွင်ကစစ်ရုံးချုပ်အတွက်လုံခြုံရေးလို့ဆိုပြီးအမှတ်6စစ်စင်ရေးကွက်ကဲမှုဌာနချုပ်စခခ6တွင်လက်နက်ကြီးများတပ်ဆင်ပြီးဆက်သွယ်ရေးတူမြောင်များတူကကြံပါဆက်ကြီးများအထိုင်ချထားကြောင်းသိရပါတယ်။အမျိုးသားညီညွတ်ရေးဆိုရ NUG ရဲ့ကာကွယ်ဝင်ကြီးဦးရင်မွန်ကပြီးခဲ့တဲ့မလ10ရက်ကပြုလုပ်တဲ့တော်လိုင်းတပ်ဖွဲ့တွေရဲ့တပ်မှုတင်နန်းစင်ပွဲမှာပြည်သူ့ကာကွယ်တပ်ဖွဲ့တွေနဲ့မဟာမိတ်တော်လိုင်းတပ်ဖွဲ့များလက်တွဲပါဝင်တဲ့အထွေထွေထိုးစစ်ကြီးတရက်ကိုတနိုင်ငံလုံးအတိုင်းအတာနဲ့ဆင်နွှဲကြပြီးစစ်အာဏာသိမ်းမှုကိုအဆုံးသတ်မယ်လို့ထည့်သွင်းပြောဆိုပါတယ်။မန္တလေးတိုင်းတွင်ရှိဒေသကာကွယ်တပ်ဖွဲ့များပူးပေါင်းပြီးခဲ့တဲ့ဒီဇင်ဘာတတိယပတ်ကစတင်ပြီးရန်ကုန်မန္တလေးအမြန်လမ်းမှာလုံခြုံရေးယူစစ်ဆေးမှုတွေစတင်လှုပ်ဆောင်ခဲ့ကြောင်းသိရပါတယ်။ဒါအပြင်မန္တလေး14ရက်ည7:00နာရီခန့်မှာ3900တင်မှာ PDF တွေနဲ့ရန်ကုန်မြောက်ပိုင်းခရိုင်ပါကဖခွဲနှင့်ပူးပေါင်းတပ်ဖွဲ့မှစစ်ကောင်စီရဲ့တရားတမိုင်နီးရှိစင်စလုတ်စစ်ဆေးဂိတ်ကိုဝင်ရောက်တိုက်ခိုက်ရာတပ်ဖွဲ့ဝင်လေးဦးသေဆုံးပြီး3ဦးဒဏ်ရာရရှိခဲ့ကြောင်းတော်လိုင်းတပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်။လက်ရှိမှာအေးရထိုးစစ်မှာလည်းပဲခူးတိုင်းအနောက်ခြမ်းကိုရောက်ရှိလာပြီးဗရောင်းမြို့နယ်အတွင်းရှိတပ်စခန်းတွေကိုပါသိမ်းဆည်းထားကကဘာစာဆက်ရုံများရှိရာကိုစစ်ရေးမှဦးတည်နေကြောင်းသိရပါတယ်။ဆက်လက်ပြီး KNU ဗဟိုဌာနချုပ်ကိုစစ်ကောင်စီတပ်ဒရုန်းနဲ့တိုက်ခိုက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ထိုင်းမြန်မာနယ်စပ်ကခြေကုပ်စခန်းကိုလက်လွတ်လိုက်ရတဲ့စစ်ကောင်စီကမလ18ရက်နေ့မနက်အစောပိုင်း3နာရီကျော်ကကရင်အမျိုးသားစီယုံ KNU ဗဟိုဌာနချုပ်ကိုဒရုန်းနဲ့3ကြိမ်လာရောက်တိုက်ခိုက်ခဲ့ပြီးမြစ်ထိခိုက်မှုမရှိဘူးလို့ KNU တပ်မ9တန်ရင်သတင်းအရင်းမြစ်စင်ကသိရပါဗျ။ထိုင်းနယ်စပ်နီးတပ်မ9နယ်မြေထဲမှာရှိတဲ့ KNU ဗဟိုဌာနချုပ်ဒီမနက်အစောပိုင်းဒရုန်းနဲ့တိုက်ခိုက်ခံရမှုမှာအစာအုပ်နှင်းငယ်ပျက်စီးပြီးမြလူသူထိခိုက်မှုမရှိဘူးလို့သတင်းအရင်းမြစ်တွေကအသိပေးပါတယ်။ဗဟိုဌာနချုပ်တိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီးအသေးစိတ်အခြေအနေကိုသိရဖို့ KNU ပြောရေးဆိုခွင့်ရှိသူတွေကိုဆက်သွယ်မေးမြန်းထားပြီးမြဒီကနေ့နေ့လယ်12နာရီထိပြန်လည်ဖြေကြားတာမျိုးမရှိပါဘူး။ကရင်ပြည်နယ်လိုင်ပွဲမြို့နယ်ရှမ်းရွာတင်မြို့မှာစစ်ကောင်စီတပ်ကဖြူဟာစခန်းတခုအခြေစိုက်ထားပြီး KNU ဗဟိုဌာနချုပ်အပါအဝင်ရှမ်းရွာတဲ့အနီးတစ်ဝိုက်ရှိ KNU စခန်းတွေကိုဒရုန်းနဲ့မကြာခဏတိုက်ခိုက်နေရှိတယ်လို့တပ်မဟာ9သတင်းအရင်းမြစ်ကပြောပါတယ်။တပ်မဟာ9နယ်မြေတွေက KNU ဌာနချုပ်နေရာရောင်မာနယ်ဘလော့ဒေတာရှိတပ်စခန်းတွေကိုပြီးခဲ့တဲ့နှစ်ကုန်ပိုင်းဒီဇင်ဘာလအတွင်းလက်လွတ်လိုက်ရပြီးနောက်ပိုင်းမှာစစ်ကောင်စီတပ်ကတပ်မဟာ9မှာရှိတဲ့ KNU စခန်းတွေကိုဒရုန်းတွေသုံးပြီးကင်းထောက်တာပုံချတိုက်ခိုက်တာတွေခက်စိမ့်စိမ့်လုပ်လာပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကလည်းတပ်မဟာ9နယ်မြေထိုင်းမြန်မာနယ်စပ်နီးကပူလူတူစခန်းကိုစစ်ကောင်စီတပ်ကထပ်မံဆုံးရှုံးခဲ့ရပါတယ်။အဲ့ဒီစကန်ကိုဆုံးရှုံးပြီး၄ရက်အကြာမှာပဲ KNU ဌာနချုပ်ကိုဒရုန်းနဲ့တံပြန်တိုက်ခိုက်တာဖြစ်ပါတယ်။ KNU ဗဟိုဌာနချုပ်ကပြီးခဲ့တဲ့နှစ်အောက်တိုဘာလအတွင်းကတစ်ကြိမ်အခုနှစ်ဇန်နဝါရီလကရင်ဒေါ်လာရင်းမှာတစ်ကြိမ်စစ်ကောင်စီတပ်ရဲ့ဒရုန်းနဲ့တိုက်ခိုက်တာကိုကြုံထားရပါတယ်။ဆက်လက်ပြီးစစ်ကောင်စီရဲ့စစ်မှုရန်အမှတ်စဉ်7တင်နန်းစတင်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။နိုင်ငံတော်ဝန်ကစစ်ကောင်စီတပ်ရဲ့တင်နန်းချောင်းတွေမှာပြည်သူစစ်မှုရန်စစ်တင်နန်းအမှတ်စဉ်7ကိုမလ17ရက်မှာစတင်ဖွင့်လှစ်လိုက်တယ်လို့စစ်ကောင်စီကထုတ်ပြန်ထားပါတယ်။ဒါဟာ2024ခုနှစ်ဖေဖော်ဝါရီလ10ရက်မှာစစ်မှုရန်ဥပဒေကိုအသက်သွင်းခဲ့ပြီးနောက်တနေ့ကျော်တွင်စစ်တင်နန်း17ချိန်ထိခေါ်ယူလိုက်တာပါစစ်တင်နန်းဒီမှာအရေးအတွက်ဘလောက်ခေါ်ယူပြီးဆိုတာကိုတော့စစ်ကောင်စီကမထုတ်ပြန်ပါဘူးစစ်ကောင်စီပြောခွင့်ရသူဗိုလ်ချုပ်စောမင်းထွန်းကတော့တင်နန်းမတ်စင်တစ်ခုကိုလူ9000ခေါ်မယ်လို့ပြောထားပါတယ်အခုဖွင့်လှစ်လိုက်တဲ့စစ်မှုရန်မတ်စင်17မှာအင်ယာရီတိုင်းမော်လမြိုင်ကျွန်းမြို့နယ်ကလူငယ်80ခန့်ဖမ်းဆီးစုဆောင်းခံရပြီးမလ14ရက်နေ့မှာရှမ်းကုန်းတိုင်းကစစ်တင်နန်းကျောင်းတွေကိုပို့ဆောင်ခံခဲ့ရတယ်လို့လုံခြုံရေးအမည်မဖော်လို့တဲ့ဒေသခံတအုပ်ကပြောပါတယ်အဓမ္မစုဆောင်းခံရတယ်ဆိုတာရွာတွေမှာကကလေးတွေကအိမ်မှာမအိမ်ရဲဘူးအဲ့ဒါကိုတွေ့ရသူကိုဂုတ်ဆွဲတာပေါ့ရှင်းရှင်းပြောရရင်တော့ပေါ်တာဆွဲပြီးတော့စစ်သားစုဆောင်ရင်လောက်တာပါပဲ80လောက်ပါသွားတယ်လို့သိရတယ်စကိုင်းတိုင်းကလေးမြို့နယ်မှာလည်းအခုမလအတွင်းစစ်ကောင်စီတပ်ကလူငယ်40ခန့်ကိုဖမ်းဆီးပြီးအများစုကိုကလေးမြို့အခြေဆိုင်အမှတ်10တပ်မတော်တန်းမြင့်တနန်းကျောင်းကိုပို့ဆောင်ခံခဲ့ရတယ်လို့ဒေသခံတွေကပြောပါတယ်စစ်ကောင်စီကတော့စစ်မှုထမ်းအတွက်အတင်းအကျပ်စုဆောင်းတာမရှိဘူးလို့အကြိမ်ကြိမ်ညင်းဆိုထားတာပါစစ်ကောင်စီတပ်ကရှော့နေလာတဲ့အင်အားတွေကိုဖြည့်တင်းဖို့အတွက်အဓမ္မစစ်သားစုဆောင်းနေတာတွေကလူအခွင့်အရေးချိုးဖောက်မှုဖြစ်တာကြောင့်နိုင်ငံတကာထိရောက်တဲ့အရေးယူမှုတွေဆောင်ရွက်ပြီးဖို့ဆိုပြီးအမျိုးသားညီညွတ်ရေးဆိုရ NUG ကမလ4ရက်နေ့မှာတောင်းဆိုလိုက်ပါတယ်။သ
သတင်းဌာနကပြုစုထားတဲ့စာရင်းအရ2025ခုနှစ်ဇန်နဝါရီနဲ့ဖေဖော်ဝါရီ2လမှာစစ်ကောင်စီတပ်ကနေထွက်ပြေးလွတ်မြောက်လာတဲ့စစ်မှုထမ်းတပ်သား123ထိရှိရလို့သိရပါတယ်။ဆက်လက်ပြီးကုလအထူးကိုယ်စားလှယ်ကိုစစ်ဆေးဖို့အဖွဲ့ပေါင်း300နီးပါးတောင်းဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ဂျူလီဘီရှော့ရဲ့စီးပွားရေးလုပ်ငန်းတွေဟာအကျိုးစီးပွားပဏိပက္ခရှိမရှိအမြန်ဆုံးစစ်ဆေးဖို့ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အန်တိုနီယိုဂူတာရက်စ်ကိုမြန်မာအရေးလှုပ်ရှားတဲ့နယ်ပယ်ဆောင်ကအဖွဲ့အစည်းပေါင်း290ကမလ19ရက်နေ့မှာတောင်းဆိုလိုက်ပါတယ်။အဲ့လိုစစ်ဆေးပြီးတွေ့ရှိချက်တွေကိုအများပြည်သူသိအောင်ချပြဖို့အိတ်ဖွင့်ပေးစာပေးဖို့တောင်းဆိုခဲ့တာပါ။ဒါအပြင်အထူးကိုယ်စားလှယ် Miss Julie Bishop ရဲ့လုပ်ပိုင်ခွင့်အာဏာကိုချက်ချင်းရပ်တန့်ပြီးမြန်မာအရေးကိုကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကတိုက်ရိုက်ကင်တွယ်ပေးဖို့လည်းတောင်းဆိုခဲ့ပါတယ်။ဂျူလီဘီရှော့ရဲ့စီးပွားရေးလုပ်ငန်းတွေဟာမြန်မာနိုင်ငံမှာလုပ်ကိုင်နေတဲ့တတုလုပ်ငန်းတွေတရုတ်အစိုးရပိုင်းကုမ္ပဏီတွေနဲ့ဆက်နွယ်မှုတွေရှိနေရလို့ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။အဲ့ဒီစီးပွားရေးလုပ်ငန်းတွေကအကျိုးစီးပွားပဋိပက္ခတွေရှိနိုင်တာကြောင့်ကုလသမဂ္ဂအနေနဲ့စုံစမ်းစစ်ဆေးဖို့ဆိုပြီး Justice for Myanmar ကမလ9ရက်နေ့ကတောင်းဆိုလိုက်တဲ့နောက်အရက်ဖက်ဖွဲ့တွေကလည်းခုလိုတက်မှန်တောင်းဆိုလာတာဖြစ်ပါတယ်။ဂျူလီဘီရှော့ကတော့ Julie Bishop and Partner ကုမ္ပဏီကလုပ်ငန်းဆိုင်ရာမဟာဗျူဟာစမ်းစစ်အကဲဖြတ်လမ်းညွှန်ပေးတဲ့ပုဂ္ဂလိကအကြံပေးကုမ္ပဏီဖြစ်ပြီးမြန်မာနိုင်ငံနဲ့ဆက်ဆက်တဲ့ဘယ်ကုမ္ပဏီဘယ်လူပုဂ္ဂိုလ်တအုပ်တယောက်ကိုမှအကြံပေးတာမရှိခဲ့ဘူးကြောင်းသတင်းဌာနကိုမလ12ရက်နေ့ကအီးမေးလ်ကတဆင့်ပြန်လည်ဖြေကြားခဲ့ပါတယ်။သူ့အနေနဲ့ကုလသမဂ္ဂရဲ့ကျင့်ဝတ်နဲ့တာဝန်ဝတ္တရားတွေကိုအပြည့်အဝလိုက်နာကြောင်းလည်းပြောပါတယ်။အိတ်ဖွင့်ပေးစာပေးပို့တဲ့အရက်ဖက်အဖွဲ့တွေထဲမှာပါဝင်တဲ့သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုအဖွဲ့ပြောခွင့်ရသူကိုမိုက်ကအထူးကိုယ်စားလှယ်အနေနဲ့အကျိုးစီးပွားပဏိပက္ခမရှိဘူးဆိုတာကိုသက်သေပြဖို့လိုတယ်လို့ပြောပါတယ်။ဂျူလီဘီရှော့ကတရုတ်အစိုးရပိုင်းတပ်တူဖော်တဲ့ကုမ္ပဏီတွေနဲ့ဆက်ဆက်ပြီးလုပ်ကိုင်နေတဲ့သူဖြစ်ပါတယ်။အဲ့တော့သူ့ရဲ့ကိုကြိုးစီးပွားသူ့ရဲ့ကိုယ်ပိုင်စီးပွားရေးဒါမှမဟုတ်သူအလုပ်လုပ်နေတဲ့ဟာကတရုတ်အစိုးရကြီးနဲ့အောင်လုပ်ရတဲ့အလုပ်မျိုးဖြစ်ပါတယ်။အဲ့တော့ဒီလိုမျိုးအကျိုးစီးပွားပဋိပက္ခမရှိဘူးဆိုတာဘယ်လိုသက်သေပြမလဲ။အကောင်းဆုံးနည်းကတော့ကျွန်တော်တို့ကဂျူလီဘီရှော့ကိုအလုပ်ခံထားတဲ့ကုလသမဂ္ဂအဖွဲ့အစည်းကိုယ်တိုင်ကအဲ့ဒါကိုစစ်ဆေးပြီးတော့အတည်ပြုပေးဖို့လိုပါတယ်လို့ပြောပါတယ်။အရက်ဖက်ဖွဲ့စည်း290ရဲ့ထုတ်ပြန်ချက်မှာလည်းကုလသမဂ္ဂအနေနဲ့မြန်မာပြည်သူတွေရဲ့အသက်တွေပေါ်အန္တရာယ်ဖြစ်စေမယ့်အကျိုးစီးပွားတွေရှိတဲ့အထူးကိုယ်စားလှယ်ကိုမြန်မာအကြက်တဲဖြည့်ရှင်းဖို့တာဝန်ဆက်ပေးထားမယ်ဆိုရင်ဒါဟာကြိုးကြောင်းဆင်ခြင်မှုနဲ့ပါတဲ့လုပ်ရဖြစ်တယ်လို့ဖော်ပြထားပါတယ်။ဆလဘီစစ်ကောင်စီကိုတိုက်ခိုက်နေတဲ့ NUG EAO နဲ့ဒေတာတွေလက်နက်ကင်တပ်ဖွဲ့အားလုံးကိုဤပညာပိုင်းအရကူညီဖို့အသင့်ရှိကြောင်း Federal Wing ထုတ်ပြန်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။အကြမ်းဖက်စစ်ကောင်စီကိုတော်လှန်တိုက်ခိုက်နေတဲ့အမျိုးသားညီညွတ်ရေးဆိုရ NUG တိုင်းဒေသလက်နက်ကိုင်တပ်ဖွဲ့ EAO တွေနဲ့ဒေသရင်း local လက်နက်ကိုင်တပ်ဖွဲ့အားလုံးကိုဤပညာပိုင်းအကူအညီဖို့အသင့်ရှိရလို့ Federal Wing Drone တပ်ဖွဲ့ကဒီကနေ့မှအသိပေးထုတ်ပြန်ပါတယ် NUG လား EAO လား local လားနာမည်ဆုံးဘလူတက်တဲ့စကားစားကိုတိုက်နေတာမှန်ရင် Federal Wing နေနဲ့ဤပညာပိုင်းအကူအညီဖို့အသင့်ရှိပါတယ်လို့ဆိုပါတယ် Federal Wing Drone တပ်ဖွဲ့ရဲ့ဤပညာတွေဟာအကြမ်းဖက်စစ်ကောင်စီတပ်ကိုရှေ့တန်းကနေအသေးခံတိုက်ရတဲ့တော်လှန်သူရဲဘော်တိုင်းရဲ့အသက်တွေကိုချွေတာပေးနိုင်ဖို့အတွက်အဓိကရည်ရွယ်တာဖြစ်တယ်လို့ဆိုပါတယ်။ Federal Wing တပ်ဖွဲ့နဲ့လက်တွဲတဲ့အခါအထူးပူးရဲဆောင်ရွက်ပေးရမယ့်အရာတွေကတော့အကြမ်းဖက်စစ်ကောင်စီရဲ့လေတပ်ကိုလူသားချင်းဝင်ဖောက်ပြတဲ့ပုံကျဲတိုက်ခိုက်မှုမျိုးတွေနဲ့အလားတရန်တူတဲ့တိုက်ခိုက်မှုမျိုးတွေကိုလုံးဝမလုံးမိဖို့လိုအပ်တယ်လို့ဆိုပါတယ်။ဒီစီမင်းစည်းကမ်းကလည်းတော်လိုင်းစစ်တီတော်တွေကိုအကြမ်းဖက်စစ်ကောင်စီနဲ့လက်နက်ကင်လူပရိုတွေနဲ့တမ်းမညီခံနိုင်တာကြောင့်အခုလိုသတ်မှတ်ထားတာဖြစ်တယ်လို့ Federal Wing Drone တပ်ဖွဲ့ကထုတ်ပြန်ထားတယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။